ဟဲ့ okay အဲ့တော့ကျွန်တော်ဒါကတော့ကျွန်တော် day 2ပေါ့နော် wi-fi ရဲ့ day 2ဟုတ်ပြီကဲတော့ကြည့်အောင် day 2မှာဘာတွေပါမလဲဆိုရင်အာဂဲရူအာဂါရူ buff ကိုမဆိုဖြုတ်အာဂဲရူအာဂါရူပြီးရင် buff ကိုမဆိုဖြုတ်ခေရူခေရဲရူ buff ကိုမဆိုဖြုတ်ခါခဲရူခါခဲပြီး buff ကိုမဆိုဖြုတ်ထာတဲရူထာတဲအဲ့လေးပါအဲ့တော့ဒီဟာတွေကဘာတွေပြောတော့အဲ့တော့အထိပ္ပယ်လေးကိုကြက်လိုက်ရပြီနော်အဲ့တော့ buff ကိုမဆိုဖြုတ်ပြီးအာဂဲရူအာဂါရူဆိုရင်ပြီးမြောက်တယ်လို့အထိပ္ပယ်ရအာဂဲရူကကျတော့ထာရိုးရှိဆိုတော့အပြီးတက်တာပေါ့နော်အာဂါရူဆိုရင်တော့ပြီးမြောက်သွားတာပေါ့အဲ့တော့အလုပ်တစ်ခုခုပြီးမြောက်ပြီးစီးသွားတာကိုဖော်ပြရပါတော့လွယ်လွယ်လေးပါပဲဘာလုပ်တာပြီးစီးသွားအဲ့လိုမျိုးပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့ deki agaru ဆိုတဲ့စကားလုံးရှိရဟင်းချက်တာကိုပြီးတော့ deki agaru လို့တောင်းတယ်နော်အဲ့တော့ agaru ဆိုတာအပြီးတက်တာမျိုးကိုပြောတဲ့ခါမျိုးမှာကျွန်တော်တို့သုံးတယ်ဆိုတာသိရမယ်ဟုတ်ပြီအဲ့တော့ကြည့်အောင်ခုနခိုင်းရှာပါဒီ company ကရှင်းဆဲဟင်းကို Scoria ခဲ့တာရှင်းဆဲဟင်းဆိုတော့ကုန်ပစ္စည်းအသစ်ကို Scoria ခဲ့တာဆိုတော့ထုတ်လုပ်ပြီးစီးခဲ့နော် Scoria မှာဆိုတော့ထုတ်လုပ်တယ် agaru ဆိုတော့ပြီးသွားတယ် Scoria ခဲ့တာထုတ်လုပ်ပြီးစီးခဲ့အဲ့တော့ဒီမှာကျွန်တော်တို့က agaru ဆိုရင် particle ဝိုးနဲ့သွားတယ်နော် agaru ဆို particle ကားနဲ့သွားတယ်ဒါကတော့0ရှိဒါတို့ရှိသဘောဆိုတော့အများကြီးပြောစရာမလိုနောက်တစ်ခုကခုနအတာရီနော် super ကဒါတဲ့ရကတာဒီနီးတစ်ဝိုက်က supermarket ကထားတဲလို့ဆိုတော့စောက်လုပ်တယ် agaru ဆိုတော့ပြီးစီးတယ်ထားတဲ့ရကတာစောက်လုပ်ပြီးစီးတယ်ဒီမှာကျတော့0ရှိဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ particle ကားနဲ့သွားထားကဲနောက်တစ်ခု key လို့ key တယ်လို့တော့ကျတော့ကုံသွားတယ်ဆိုတဲ့အဓိပ္ပာယ်နော်ကုံသွားတယ်ပြီးပြတ်သွားတယ်အဲ့လိုမျိုးအဓိပ္ပာယ်ဥပမာထားပါတော့ကျွန်တော်တို့ထမင်းစားရတယ်ကုံအောင်စားလိုက်တယ်အဲ့ဒါဆိုရင် key လို့နဲ့တွဲလို့ရထားပဲ key လို့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကုံအောင်တောက်လိုက်တယ်ထားပဲnomi key လို့ပေါ့နော် nomi key လို့အဲ့လိုမျိုးပုံစံမျိုးပေါ့နော်တီးတာတွေပိုင်းမှာတုံးတယ်သိလား hashiri key လို့ဆိုပြီးတုံးတယ်ပြေးတာဘယ်လိုမျိုးပြောရဆိုကျွန်တော်တို့ဟိုပါပေါ့ထားပါတော့ကျွန်တော်တို့ပြေးရမယ့်ဟာ10မိုင်ပြေးရ10မိုင်ပြေးရမှာဆိုရင်10မိုင်ကိုကုံသွားအောင်ပြီးပြတ်သွားအောင်ပြေးတဲ့အခါမျိုးမှာကျွန်တော်တို့က hashiri key လို့တုံးပေးရနော်အဲ့လိုမျိုးအတုံးလေးလေးရှိရဆိုတာသိရနော်အဓိပ္ပာယ်ကတော့ဘာမှမကြံရှိတော့အကုန်ကုန်သွားတယ်နော်အဲ့လိုမျိုးအချိန်မျိုးကတုံးတာအဲ့တော့ juki လို့တဲ့ hashiri key လို့နော်10ကီလိုပြတ်အောင်ပြေးရလို့ဘာသာပြန်လို့ရပါတော့အဲ့တော့စုကိုကိုတိုင်ဟန်နာကိုတော့တာအရန်ပင်မဲ့အဲ့တော့ဒီမှာဆိုရင်ဒီစကားလုံးလေးကိုမှတ်တာနော်ဆောင်းဝဲမှာမေးရမျိုးတွေ့ဘူးတစ်ခေါက်မေးတာတွေ့ဘူးဟာရှိရိခိရုပြီးပြအောင်ပြေးရဆဲဟင်းဝါတဲ့ဇမ်ဘိုစကာဥရိခိရဲရုဥရိခိရဲရုဆိုတော့ရောင်းကုန်တယ်ဗောနော်ရောင်းကုန်နိုင်တယ်လို့အိုမိုမတ်ကထင်လားဥရိခိရုဆိုရင်တော့ရောင်းကုန်တယ်ဗောနော်ဟုတ်ပြီကဲနောက်တစ်ခုကခါခဲရုခါခဲတော့နောင်တော့ကြတော့လှုပ်လက်ဆလုံနေတော့လို့တိတ်ပဲနော်ခါခဲဆိုရင်တော့လုံနေတော့အာခဲတို့ကကြောက်အပြီးတက်လိုက်တာပြီးသွားတာခါခဲဆိုရင်တော့မပြီးသေးဘူးလုံနေတော့သူလည်းတူဝက်ဘမဆိုဖြုတ်ပြီးခါခဲတို့နဲ့ပေါင်းပေါ့နော်အတိတ်ပဲကတော့ဘတ်တေရီတို့တိုချူဒါဘတ်တေရီတို့တိုကိုရိုဘတ်တေရီတို့ဆိုင်ချူအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ခါခဲရဲ့နောက်မှာနောင်ထက်တဲ့ချင်းခါခဲတော့နောင်ပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ် example ရှုခုတိုင်းဝါတဲ့မာတာခါခဲတဲ့ရီတို့ခါခဲတဲ့ရီတို့ဆိုရေးလက်စာပေါ့နော်ခါကီမဆိုတော့ရေးတယ်ခါခဲတို့ကလုံးလက်စာခါခဲတို့ဆိုရေးလက်စာဖြစ်တယ်ပေါ့နော်မပြီးသေးဘူးပေါ့ပါဆိုကွန်ခါရီတဲမို့ရေကွန်ပျူတာကိုငှားလို့ရမလားဆိုတော့ comment နဲ့ sorry ပါအီမှာ sky ခါခဲတဲ့ရီတို့ဆိုအသုံးပြုနေစေအသုံးပြုလက်စာこの問題はတဲ့私が今頑張りかけの仕事だ頑張りかけဆိုစူးစမ်းလက်စာရှိကိုဆိုတော့အလုပ်ဖြစ်တယ်ပေါ့နော်ဒီပြဿနာငါအခုစူးစမ်းလက်စာအလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင် gambari ခါခဲအနောက်မှာရှိကိုဆိုရင် noun ကတ်ချင်တဲ့အတွက်ကြောင့်မလို့ခါခဲအနောက်မှာ not လေးထည့်ဒီတိုင်းဆိုရင်တော့ gambari ခါခဲ this ပေါ့နော်gambari ခါခဲတာစူးစမ်းလက်စာပေါ့အဲ့လိုမျိုးပြောလို့ရတယ်ကဲပြီးနောက်တစ်ခုကခြာတဲ့တာတဲကကြတော့ခါခဲကလုံးလက်စာဆိုရင်တာတဲကပြီးကာစားတခုခုပြီးလျင်ပြီးချင်းကာလာတယ်နော်ဘတ်တာဘကာရီတို့ဘတ်တာတိုကိုရိုနဲ့ဆင်းတယ်ဟုတ်ပြီနော်အဲ့တော့ကြည့်အောင်ယာပါရီတဲ့ဒေခိတာတဲနိုလျော်လီကအိုးရှိနေတကယ်ပဲဒေခိတာတဲဆိုတော့ချက်ပြီးကစားပေါ့နော်လျော်လီဆိုဟင်းချက်ပြီးကစားဟင်းဒေခိတာတဲနိုလျော်လီဆိုချက်ပြီးကစားဟင်းကအိုးရှိနေရတာရှိရဲ့တဲ့ဟုတ်ပြီနော်ရှိကိုတိုဝါတဲ့ယာမဲတာတဲတဲ့စတာကရာโอคาเนက9 this ယာမဲတာတဲဆိုထွက်ထားကစားယာမဲလို့ဆိုတော့လှုပ်ထွက်တယ်ထတဲဆိုတော့ထွက်ကစားလှုပ်ထွက်ကစားမို့လို့โอคาเนက9 this ပတ်စံမရှိပါဘူးတဲ့ဟုတ်ပြပါနော်โอเคကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်အောင်ခေါဟန်ကတဲ့တာခီအာဂတာယောတာခီခေါဟန်ကိုတာခုတာခီမှာဆိုတာထမင်းချက်တာပဲပေါ့နော်တာခီအာဂါလို့ဆိုတော့ထမင်းချက်တာပြီးသွားပြီလားမပြီးသေးဘူးလားအာဂါလို့ဆိုတော့ပြီးသွားပြီပေါ့နော်ဒီမှာအာဂါလို့ဖြစ်တဲ့အတွက်ဗာဒီကပါလဲကထမင်းချက်သွားပြီတဲ့
တာခီတာတဲနိုဆိုတာကြက်ကားစားပေါ့နော်တာခီဆိုတာထမင်းချက်တာကိုပြောတာတာတဲဆိုပြီးကားစားနော်ကြက်ကားစားကောဟန်ကထမင်းကတဲ့အိုးရှိနေရတာရှိရဲ့တဲ့ဟိုရာတဲ့ခြာပဲခက်ခဲတဲ့တာချီအာကချဤကနာရောတဲ့ခြာပဲခက်ခဲဆိုစားလက်စားနေပေါ့နော်ထမင်းစားနေနေတာချီအာကလို့ဆိုမတက်ထတာမလောက်အောင်နော်တဲ့မတက်မထအောင်လို့စားလက်စားတယ်လည်းပြောကဲဟုတ်ပြီကြည့်အောင်အဲ့တော့ရပ်တိုးတဲ့ report တို့ခါကီယာခဲ့တာနောက်ဆုံးမှာတော့ report ကိုခါကီယာခဲ့တာဆိုအပိသက်ရေးခဲ့တယ်ပေါ့နော်ဇမ်မူခိုင်တာဆိုတဲ့အတိတ်ပေါ့နော်အားလုံးပြီးသွားပြီပေါ့ခဲကီကယာခီအာဂါရီမတ်စတာရောယာခီမှာဆိုကိမုံဖုတ်တာပေါ့နော်အာဂါရီမတ်ဆိုကိမုံကကြက်သွားပြီပေါ့နော်ဟုတ်ပြီကဲတော့နောက်တစ်ခုကဒါပဲခီတဲ့နိုင်စားမကုန်ဘူးတဲ့ဒါပဲခီလို့ဆိုစားကုန်တယ်ခီလို့ခီတယ်လို့နော်ခီတဲ့နိုင်ဆိုရင်ခန်းလျောရှိနိုင်ရောမပြီးသေးဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ဟုတ်ပြီကဲတော့ကြည့်အောင်ကောဟန်နိုတဲ့လျောကထမင်းရဲ့ပမာဏကအိုးခုတဲ့များလုံးတဲ့အတွက်ကြောင့်မလို့ဒါပဲခီတဲ့နိုင်ရောစားမကုန်နောက်တစ်ခုကနာဂိုင်းရှောဆက်ဆိုဖြေလျားတဲ့ဝိထုတစ်ခုကိုဖုစုကခံတဲ့ဆိုနှစ်ရက်ထဲနဲ့ယိုမီခိတာဆိုအကုန်ဖတ်လိုက်တယ်ဗောနော်ယိုမီခိလို့ဆိုဖတ်လို့ကုန်သွားအကုန်ဖတ်ခဲ့ရပေါ့ကဲတော့စကာရက်ခိတာယိုစုစကာရက်ခိတာယိုစုဆိုတာကြတော့လုံးဝပေမန်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီအသုံးလုံးရှေ့သွားလည်းမှတ်ထားမယ်အဲ့တော့ကျွန်တော်ခီရီမတ်နဲ့ပတ်သက်ပြီးတော့နှစ်ခုမှမယ်ပထမတစ်ခုကဟာရှိရီခီလို့ဆိုရင်ပြီးပြအောင်ပြီးတယ်ကုံအောင်ပြီးရလို့ဘာသာပြန်လဲစကာရက်ခိတာကြတော့အလွန်ပေမန်းတယ်လို့အဓိပ္ပာယ်ရနော်ခီတိုခုစကာရက်တာယိုစုဒါနဲ့တခါလဲကျွန်တော်စိတ်မီနဲ့တစ်ခုအမှတ်ခိုင်းမယ်အဲ့ဒါဘာလဲဆိုစာမွေးမှာမေးလေးရှိရဲတခါလဲမှတ်ထားမယ်စိတ်မီနဲ့မှာဘာလဲဆိုခုတာဗီတဲလို့ခေါ်ရနော်ခုတာဗီတဲလို့ကတိုတယ်မိုစကာရက်လို့အရန်ပေမန်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တူတာဟုတ်ပြီနော်ခုတာဗီတဲလို့ဟုတ်ပြီကဲပြီးနောက်တစ်ခုယိုမီခါခဲの本ဖက်လက်ဆဆာこの本はまだ読みかけだဒီစာအုပ်ကအခုမှဖက်လက်ဆပါお風呂に入りかけた時にနော်ဒီရေချိုးကဝင်နေတဲ့အချိန်မှာပေါ့နော်ဒန်းဝါကနတ်တာဖုံးလာခဲ့ပေါ့နော်ရေချိုးကဝင်လက်စားအချိန်မှာဖုံးလာခဲ့ကဲနောက်တစ်ခုကပြီးကစားထာတဲနိုဖန်ယာခီတာတဲနိုဖန်ဝါဝေးရှိဖုတ်ပြီးကစားပါမောက်ကပေါ့နော်အခုပဲကြက်တဲ့ပါမောက်ကအရသာရှိအာနိုစူပါဝါတဲ့ဟိုစူပါမားကတ်ကထိုရီထာတဲနိုရှင်းဆဲနာထိုရီမဆိုတာကြောင့်ဒီမှာခိုးယူတာပေါ့နော်ရဆိုင်ဆိုဟင်းသင်းရွက်တွေကြတော့ယူရဲဆိုတော့ခိုးတာပေါ့နော်ခိုးပြီးကစားရှင်းဆန်းနာလက်ဆက်တဲ့ရဆိုင်ကိုတည်ဟင်းသင်းရွက်တွေကိုရောင်းချနေပါတယ်တဲ့โอเคဟုတ်ပြီကဲတော့လဲရှို့ကြည့်အောင်ခါရဲဝါတဲ့နာနိကသူကတဲ့တခုခုဂျာမဲတာရက်ခဲ့တယ်ဆိုအီးရခဲ့တယ်ကုတ်ပြီးအောင်ပြောပြီးတော့ရက်တာလားပြောလက်စားနဲ့ရက်လိုက်တာပြောလက်စားနဲ့ရက်လိုက်လို့နေပါဘောနော်အီးခါခဲ့တယ်ပြောလက်စားနဲ့တခုခုကိုပြောလက်စားနဲ့ဂျာမဲတာရက်လိုက်တယ်နိဗ္ဗာန်ကြတော့ယာခိတာတာခိတာတဲလားတာခိခါခဲလားတဲ့တော့ကိုဟန်ဝေးချက်လက်စားထမင်းဆိုချက်လို့မကြက်သေးတဲ့ထမင်းကိုစားလို့မရဘူးလေဟုတ်တယ်ပါချက်ပြီးကသာပေါ့နော်ကြက်ကသာထမင်းတာခိတာတဲနော်စမ်းမနာဂိုင်းအာဟိတာအချိန်တော်ကြာခခတ်တယ်အချိန်တော်ယူပြီးတော့ဗောနော်စကွတ်တေတာပြုတ်လုခဲ့တဲ့စာခွင်လက်ရာကရတ်တော့နောက်ဆုံးမှာတော့ကွက်လက်မတ်စတာပြီးသွားပြီဗောနော်ပါတီကပါလေခအဲ့တော့ဘာလို့သုံးမလဲအာဂဲရူလားအာဂါရူဗောတေကီအာဂါရီမတ်စတာယွန်ဘန်ဆိုကိုနိခါကီခီရဲနာဤခါကီအာဂဲနာဤဘာဤဝါတဲ့ဥရမိုးတဲ့စကွတ်တေကရတာဥရဆိုအနောက်ဘက်ကိုလည်းသုံးပါဆိုတော့အဲ့ဒီနေရာမှာပေါ့နော်ရေးလို့မပြီးမကုန်ဘူးဆိုရင်အနောက်နေရာမှာထပ်ရေးပေါ့နော်ပြောဆိုစာရွက်ကိုအရှိမရေးလို့မကုန်ဘူးဆိုတော့အနောက်မှာရေးလို့ရနော်အဲ့တော့ခါကီခီရဲနာရေးပိုင်းပေါ့နော်ရေးမကုန်တဲ့ခါမျိုးနောက်တစ်ခုကကြတော့အာနဲဝါတဲ့ present တို့နီစုတို့မာဖလာကိုဟီတိုဘန်တယ် present ပေးမယ်လက်ဆောင်ပေးမယ်မာဖလာကိုဟီတိုဘန်တော့တညာတည်းနဲ့မလုပ်ခဲ့မှာအာမီထာတဲလားအာမီယာခဲတာလားအပီးချုပ်ခဲ့တယ်ဟုတ်တယ်နော်ပါတီကျော်ဝိုးဖြစ်တဲ့အတွက်အာမီယာခဲတာပေါ့နော်အပီးတက်ချုပ်ခဲ့ပါတယ်โอเคနောက်တစ်ခုနံပါတ်6အာဒရာရှိနိုတဲ့ဟာဟာနီဤဝါတဲ့အမေရဲ့ပြောခြင်းကိုခံရတယ်အာဒရာရှိနို this your တို့တဲ့ပြီးလို့ရှင်အာ sky ခါခဲနိုသုံးလက်စကိုခောက်နိုဝယ်တာက sky ခစ်တဲ့ကရာအဲ့တော့ဝယ်တာကလို့ပြောရတဲ့အတွက်အရှိမပါတီကဝိုးရှိရမယ်နော်ဘာကိုဝယ်မှာလဲသုံးလက်စကိုဝယ်မှာလားမဟုတ်လေသုံးလက်စကိုဝယ်လို့မရဟုတ်တယ်မလားအသက်ကိုဝယ်မှာအာဒရာရှိနိုခောက်နိုကအသက်ကိုဝယ်တာက sky ခါခဲနိုသုံးလက်စကို sky ခစ်တဲ့တော့ကုံအောင်သုံးပြီးတယ်ကုံအောင်သုံးပြီးနောက်မှဖြစ်တယ်လို့ဟာဟာနေဝါတဲ့ဒါအမေရဲ့ပြောခြင်းကိုခံရတယ်3နှစ်4ပြခါချိုးဝါတဲ့ကွက်လက်ဤတို့
ရှိတိုးတဲ့တင်ပေးတာပေါ့နော်ရှာအင်းတော့ဝန်ထမ်းကိုscarlet kit တဲ့တော့အလွန်ပင်ပန်းနေရယ် new ရှာအင်း new ရှာ starter တော့ new ရှာ starter တော့လုပ်ငန်းဝင်ကစားပေါ့နော်အဲ့တော့လုပ်ငန်းဝင်ကစားဘယ်သူတော့ဝန်ထမ်းကိုရှိတိုးဆိုတာတင်ပြပေးတာ ਨੇ သူကပင်ပန်းနေရပေါ့နော်အဲ့တော့ခါချိုးက new ရှာရှိတာတဲ့တော့ရှာအင်းတော့ရှိတိုးတဲ့ရှာအင်းကိုတင်ပေးရတယ် ਨੇ scarlet kit တဲ့အရန်ပင်ပန်းနေအဲ့တော့၄နှစ်တက်တော့ပေါ့